2026 ဇန်နဝါရီ21ရက်16ပဲရီဒီဂျစ်တာအရော့တက်ပေါက်ဈေးကတော့300နဲ့2,300,000ကျော်သွားခဲ့ပါတယ်။ဒါကတော့3ရက်အတွင်းမှာ300ကျော်သွားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ19ရက်နေ့ကတော့16ပဲရီအရော့တက်ပေါက်ဈေးဒီဂျစ်တာကို69သိန်းနဲ့6,000နဲ့အယောင်းပိတ်ခဲ့တာကနေပြီးတော့မှ20ရက်နေ့ကတော့300ကျော်သွားတာဖြစ်ပါတယ်။ပြီးတော့21ရက်နေ့မှာ300နဲ့2,300,000ဖြစ်သွားပါတယ်။ဒါကတော့16ပဲရီအရော့တက်ပေါက်ဈေးဖြစ်ပြီးတော့မှ15ပဲရီအရော့တက်ပေါက်ဈေးတစ်ချက်သားကလည်းအလားတူပါပဲဇန်နဝါရီ19ရက်နေ့ကတော့63သိန်းနဲ့8,000ဖြစ်ပါတယ်21ရက်နေ့မှာတော့66သိန်းနဲ့3,000ဖြစ်သွားပါတယ်ဆိုတော့မကြခင်15ပဲရီတစ်ချက်သားအရော့တက်ပေါက်ဈေးကလည်း300ကိုကျော်လာမှာဖြစ်ပါတယ်နောက်ဆုံး update အရဇန်နဝါရီ21ရက်ရဲ့ကမ္ဘာရွှေဈေးကတော့$4,865ဖြစ်ပါတယ်900ကျော်လောက်တက်လာတာဖြစ်ပါတယ်ထူးခြားတာကရွှေကုန်တဲ့အတင်းပေါ့နော်သူတို့ကတော့ရွှေတစ်ကြက်သားကို360နဲ့ထုတ်ပြန်ကြေညာထားတာတွေ့ရတယ်အပြင်ပေါက်ဈေးမှာတော့300ကျော်သွားတာဖြစ်တဲ့အခါကျတော့ရွှေကုန်တဲ့အတင်းကြေညာထားတဲ့ဈေးထက်2ဆကျော်ပေါက်ဈေးဖြစ်နေတာတွေ့ရပါတယ် US 1ဒေါ်လာကိုမြန်မာငွေ4,110ဝန်းကျင်ဖြစ်ပါတယ်အဝယ်ဈေးကတော့4,010ဖြစ်ပါတယ်ဗဟိုဘဏ်ထုတ်ပြန်ကြေညာထားတာကတော့2,100ဖြစ်ပါတယ်ထိုင်းဘတ်တစ်ပတ်ကတော့132ကျပ်ပေါက်ဈေးရှိပါတယ်အဝယ်ဈေးကတော့128ကျပ်129ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်ဗဟိုဘဏ်ကြေညာထားတာကတော့ထိုင်းဘတ်ကို68ကျပ်68ကျပ်ဝန်းကျင်နဲ့ကြေညာထားတာတွေ့ရတယ်တရုတ်ယွမ်တစ်ယွမ်ကတော့မြန်မာငွေ993ကျပ်ဝန်းကျင်ဖြစ်ပါတယ်အဝယ်ဈေးကတော့988ကျပ်ဖြစ်ပါတယ်စင်ကာပူဒေါ်လာကတော့3,219ကျပ်ပါဝယ်ဈေးက3,136ကျပ်ဖြစ်ပါတယ်မလေးရှားရင်းဂစ်ကတော့1000ကျော်သွားပါပြီတရင်းဂစ်ကို1018ကျပ်ဝန်းကျင်ပေါက်ဈေးရှိပါတယ်အဝယ်ဈေးကတော့991ကျပ်ဖြစ်ပါတယ်ဗိတ်တိန်စတာလင်ပေါင်ကတော့တပေါင်ကို9,568ကျပ်ဝန်းကျင်အဝယ်ဈေးက9,424ကျပ်ဖြစ်ပါတယ်ယူရို1ယူရိုကတော့4,848ကျပ်ဝန်းကျင်အဝယ်ဈေးက4,923ကျပ်ပါဂျပန်ယန်တယန်ကတော့26ကျပ်ပါသူကတော့ပုံမှန်ပါတယ်အပြောင်းလည်းမရှိပါဘူးကိုရီးယားဝမ်3ကျပ်နီးပါးကတော့မြန်မာငွေတစ်ကျပ်နဲ့ညီမျှပါတယ်မြန်မာငွေဈေးဒီလောက်ဈေးဖောင်ဖနေတဲ့နေရာမှာကိုရီးယားဝမ်ကတော့တစ်ထပ်ပိုပြီးတော့မှတန်ဖိုးကျနေတာတွေ့ရတယ်အတိအကျဆိုလို့ရှိရင်တော့မြန်မာငွေတစ်ကျပ်ကိုကိုရီးယားက2ဝမ်နဲ့0.8ဖြစ်ပါတယ်ဒူဘိုင်း AED ငွေကတော့ဒေါ်လာကို1,123ကျပ်ပေါက်ဈေးဝန်းကျင်ရှိပါတယ်ဩစတြေးလျဒေါ်လာကတော့2,984ကျပ်ဖြစ်ပါတယ်အဝယ်ဈေးက2,918ကျပ်ပါရုရှားငွေကတော့သူတို့ရဲ့တစ်ကျပ်ကိုမြန်မာက53ကျပ်ပေါက်ဈေးရှိပါတယ်ဟောင်ကောင်ဒေါ်လာကတော့1ဒေါ်လာကို929ကျပ်ပေါက်ဈေးရှိပါတယ်ထိုင်ဝမ်ဒေါ်လာကတော့1ဒေါ်လာကို130ပေါက်ဈေးရှိပါတယ်ဒီနေရာမှာထိုင်ဝမ်ဒေါ်လာကတော့ထိုင်းဘတ်ထက်ဈေးကျသွားတာကိုတွေ့ရပါတယ်ထိုင်းဘတ်က132ကျပ်ထိုင်ဝမ်ကတော့130နဲ့2ကျပ်လျော့တာကိုတွေ့ရပါတယ်နယူးဇာလန်ဒေါ်လာကတော့2,359ကျပ်2,360ဝန်းကျင်မှာပေါက်ဈေးရှိနေတယ်ကနေဒါဒေါ်လာကတော့2,926ကျပ်ဝန်းကျင်ပေါက်ဈေးရှိပါတယ်အိန္ဒိယရူပီးငွေကတော့44ကျပ်ပေါက်ဈေးရှိပါတယ်ဖိလစ်ပိုင်ငွေကတော့သူတို့ရဲ့ဖိလစ်ပိုင်တစ်ချက်ကိုမြန်မာက68ကျပ်ပေးရပါတယ်ဒါကတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ငွေဈေးနှုန်းနောက်ဆုံး update ဖြစ်ပါတယ်73စီဈေးနှုန်းတွေကိုတင်ဆက်ပေးရမယ်ဆိုရင်ဓာတ်ဆီ92ရွန်1လီတာရေတံမှုတစ်ဘူးကိုရန်ကုန်မှာတော့2,290ကျပ်ပေါက်ဈေးရှိပါတယ်မန္တလေးမှာ2,405ကျပ်နေပြည်တော်မှာ2,380ပေါက်ဈေးရှိတာဖြစ်ပါတယ်အောက်တိန်ဓာတ်ဆီ95ရွန်1လီတာကတော့ရန်ကုန်မှာ2,335ကျပ်ပါမန္တလေးမှာ2,450နေပြည်တော်မှာ2,415ကျပ်ဖြစ်ပါတယ်ဒီဇယ်1လီတာကတော့ရန်ကုန်မှာ2,165ကျပ်မန္တလေးမှာ2,280ကျပ်နေပြည်တော်မှာတော့2,245ကျပ်ပေါက်ဈေးရှိတာကိုတွေ့ရတယ်ပရီမီယံဒီဇယ်ကတော့ရန်ကုန်မှာ1လီတာကို2,510ကျပ်အတိမန္တလေးမှာတော့2,625ကျပ်နေပြည်တော်မှာတော့2,590ကျပ်ပေါက်ဈေးရှိတာတွေ့ရပါတယ်ဒီညမှာ73စီဈေးကကျလာတယ်ရွှေဈေးကတော့တက်လာတယ်
ဒေါ်လာဈေးကလည်းအနည်းလေးတက်လာတာဖြစ်ပါတယ်ဒီနေရာမှာရွှေဈေးကတော့ထူးခြားပါတယ်ဇန်နဝါရီ19ရက်ကနေ21ရက်နေ့ထိ3ရက်ကို300ကျော်ထွက်သွားတာတွေ့ရတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့မှကျော်သွားမဲ့ပုံစံမှာလည်းရှိနေပါတယ်နှစ်မကုန်ခင်မှာတော့300ကျော်မယ်လို့ပြောခဲ့တာကတော့မှားသွားပါတယ်ဒါပေမဲ့ဒီဇန်နဝါရီလဝက်အတွင်းမှာကို300ကျော်သွားတာဖြစ်ပါတယ်